အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုရီးယားတူဒီ channel နဲ့ကြိုဆိုပါရစေကျွန်တော်မနက်ဖြန်အတွက်ကိုဖွင့်နေအတွက်ပေါ့နော်ကျွန်တော်မနက်ပိုင်းအတွက်လေးကိုသီးသန့်လေးကျွန်တော်တစ်ချက်တင်ပေးမယ်ပြီးကျွန်တော်နေတိုက်တင်ပေးမယ်ပြီးတစ်ပတ်စာစာရွက်လေးကိုကျွန်တော်ပြမယ်ပေါ့နော်ကျွန်တော်လိုက်လွန်းလို့မရသေးတဲ့အတွက်နည်းနည်းလေးကိုသီးခံပြီးကြည့်ပေးပါကျွန်တော်လည်းရှင်းပြချင်တယ်ဒီလိုပြရတာတော့အားမရဘူးပေါ့ဗျာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပထမဦးဆုံးကျွန်တော်မိတ်ဆွေတို့ကျွန်တော်အပိတ်ဆိုင်လေးကိုကျွန်တော်အရင်ပြမယ်နော်အပိတ်ဆိုင်လေးကိုအရင်ပြမယ်အဲ့လိုကျွန်တော်မိတ်ဆွေများတေချာလေးကြည့်ပေးပါနော်ဒီခွန်နဲ့ဒီနှစ်နဲ့ပေါင်းတာနှလုံးပေါင်းခြင်းက9နှစ်ခက်6 9နှစ်ခက်6ဆိုရင်လည်းကျွန်တော်တို့ကတပင်သူ့ရဲ့တပင်ကျော်မှာဒီမှာဒီ6ရှိနေတယ်ဒီ6ရှိနေတယ်ဒီမှာ3ညပိတ်ထဲမှာ6ဖြစ်ချင်း3ညပိတ်ထဲ6ဖြစ်ချင်းကျွန်တော်တို့ကဗာထည့်ရမလဲဆိုတော့6ထည့်ရမယ်ပေါ့နော်အဲ့တော့ဗာရမလဲဆိုတော့6 3ညအပိတ်ပေါ့နော်ဒါကအပိတ်လိုင်း sorry 6 3ညပိတ်ကျွန်တော်ဒီမှာ6 3ညအပိတ်ဒီမှာ3ညပိတ်တယ်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဆိုတော့8ရဲ့နှက်ခတ်1 8တက်ဆိုတော့ဒီမှာခွန်ရှိနေတဲ့အတွက်ဒီမှာ1အပိတ်နဲ့ဆိုတော့ဒီမှာခွန်ရှိနေတဲ့8ဖြစ်ချင်း1ထည့်ရမယ်1ဖြစ်ချင်း4ထည့်မယ်ဆိုတော့8 4ဟိုပါပေါ့နော်8 4အပိတ်ပေါ့နော်8 4အပိတ်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း6ရဲ့နှက်ခတ်ဒီ9 6 9ဖြစ်ဖို့ဆိုဒီမှာ4ရှိနေတယ်ဒီ4ရှိနေတယ်ဒီမှာ2ထည့်ရမယ်ဆိုဒီ6လာဖြစ်ပေးတယ်ဟုတ်ပြီနော်ဒီ4နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်းခွန်နှက်ခတ်3ညခွန်3ညဖြစ်ဖို့ဆိုဒီမှာ3ညရှိနေတဲ့အတွက်ဒီမှာခွန်ဖြစ်နေလို့ဒီမှာခွန်အပိတ်ကြလို့ဒီခွန်လာဖြစ်တယ်ဟုတ်ပြီနော်ဒီ3ညရဲ့ဒီ8နှလုံးပေါင်းခြင်း8ရဲ့နှက်ခတ်ဒီ1အဲ့တော့8ဆိုရင်နော်ခဏလေးနော်ဒီမှာ8ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက်ဖောင်းသွားတယ်ဗျနော်ဒီမှာတော့တစ်ချက်ဖောင်းတယ်အဲဒီ9နဲ့ဒီ3ညနဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းကကျွန်တော်တို့9ရတယ်9ရဲ့နှက်ခတ်3 9နှက်ခတ်3ဆိုဒီမှာ8ရှိတဲ့အတွက်ဒီမှာ9ပိတ်ဟုတ်ပြီနော်ဟုတ်တယ်ဒီမှာ9အပိတ်ဆိုတော့ဒီကျွန်တော်တို့3ဆိုဒီ3လာဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီ8ရဲ့ဒီခွန်နှလုံးပေါင်းခြင်း9နှက်ခတ်3 9 3ဖြစ်ဖို့ဆိုရင်ဒီ9နဲ့ဒီ3ညနဲ့နှလုံးပေါင်းခြင်းဒီ9လာဖြစ်ပေးတယ်အဲ့တော့မနက်ဖြန်အတွက်ဆိုဒီ9နဲ့ဒီ6နဲ့နှလုံးပေါင်းခြင်း8ဆိုတော့ကျွန်တော်ဒီမှာခွန်ရှိနေတယ်နော်ခွန်ရှိနေတဲ့ဖြစ်တဲ့အတွက်အပိတ်လိုင်းဆိုရင်8ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့1ထည့်ရမယ်နော်4ဖြစ်ဖို့ဆိုရင်ထည့်ရမယ်1 4စီအပိတ်နော်ကြားထဲမှာကျွန်တော်တို့တပင်တော့ဖောင်းထားတယ်ဗျနော်ဖောင်းတော့ဒီ9နှလုံးပေါင်းခြင်း9နှလုံး9 6ကဒီ9နဲ့ဒီ3ညနဲ့ဒီ9နှလုံးပေါင်းခြင်း8တက်ကဒီ9နဲ့ဒီနှလုံးပေါင်းခြင်း8ဖြစ်တယ်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း6နဲ့9ကဒီ4နဲ့2နှလုံးပေါင်းခြင်းဒီ6လာဖြစ်ပေးတယ်ဒီ4နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်းခွန်3ညကဒီ3ညနဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီခွန်လာဖြစ်ပေးတယ်ဒီ3ညနဲ့ဒီ8နဲ့နှလုံးပေါင်းခြင်းဒီ8တက်ဆိုဒီ3ညနဲ့ဒီ9နဲ့ဒီမှာတော့တပင်ဖောင်းလိုက်ထားလိုက်နော်ဒီဘက်မှာပြန်ပေးတယ်ဒီ8နဲ့ဒီ9နှလုံးပေါင်းခြင်းက9နှက်ခတ်3 3ဆိုဒီ8နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီ3လာဖြစ်ပေးတယ်ဒီ8နဲ့ဒီ9နှလုံးပေါင်းခြင်း9ဒီလည်း9နှက်ခတ်3 3ဆိုလည်းဒီ9နဲ့ဒီမှာ3ညနဲ့ဆိုဒီ9လာဖြစ်ပေးအဲ့တော့မနေ့ပြန်ဆိုဒီ9နဲ့ဒီ6နဲ့နှလုံးပေါင်းခြင်းဒီ8နှက်ခတ်ဒီ1အဲ့တော့ဒီမှာခွန်ပိတ်ရှိတဲ့အတွက်8ဖြစ်ချင်း1ပိတ်ထည့်မယ်4ဖြစ်ချင်း4ပိတ်ထည့်မယ်1 4စီအပိတ်ဟုတ်ပြီနော်ဒါကအပိတ်လိုင်းလေးတစ်ဆိုင်ပေါ့နော်ဒါကအပိတ်လိုင်းလေးတစ်ဆိုင်ပါလို့နော်ကျွန်တော်ယူရက9နှစ်အော် sorry ဒါ3ကျွန်တော်အကြောင်းမမဘူးဒီကောင်3ဒီမှာဆိုတော့3 5ဒီ3ညနဲ့ဒီ8နဲ့လို့နော်3 5အားကြောင့်ဒီ3ညနဲ့ဒီ9နဲ့တော့ဒီ9လာဖြစ်ပေးတာเนาะဒီမှာ3ကျွန်တော်8မဟုတ်ဘူး9နှစ်3ည3လေเนาะအဲ့တော့ဖောက်ပြင်မရှိဘူး
ပြက်ပင်မရှိဘူးနော်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်မြောက်ပေါ့နော်ပေးနိုင်တယ်မနေ့ပြန်1 4အပိတ်ဟုတ်ပြီနော်1 4အပိတ်ပေးနိုင်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်လုံးမိုင်ဆိုင်လေးတစ်ချက်ကျွန်တော်ထပ်ပြမှာနော်လုံးမိုင်ဆိုင်ကဘယ်လိုလာမလဲဆိုတော့ကျွန်တော်မင်းနီလေးနဲ့ပြမှာနော်လုံးမိုင်ဆိုင်ကတဲ့ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တို့ဒီ3ရရဲ့ဒီခွန်ရဲ့ဒီ8ရဲ့နှလုံးပေါင်းခြင်းဒီ9ပေါဝါ3ညဒီမှာ9တစ်လုံးဆင်းတယ်ဟုတ်ပြီနော်ဒီ3ညရဲ့ဒီ9ရဲ့ဒီ9ရဲ့ sorry ဒီမှာကျန်ရှေ့ကိုမေ့ပါနော်ဒီခွန်3ည8 3လုံးပေါင်းခြင်း9ပေါဝါ3ညဒီမှာ9တစ်လုံးပေးတယ်9 3ည9 3လုံးပေါင်းခြင်းရတယ်9ပေါဝါ3ညလည်းဒီမှာ9တစ်လုံးပေးတယ်အဲ့တော့မနှက်ဖန်ဆိုဒီ sorry ဒီ8ရဲ့ဒီခွန်ရဲ့နှလုံးပေါင်း3လုံးပေါင်းခြင်းဒီ3ညပါဝါ9ဒီမှာ3ညပေးတယ်အဲ့တော့မနှက်ဖန်ဆိုရင်ဒီ3ညနဲ့ဒီ9ရဲ့ဒီ6ပေါင်းလို့ဆို16ဟုတ်ပြီနော်16အချိန်တစ်ခုရှိမယ်ဟုတ်ပြီနော်ပြီးရင်နောက်ထပ်ကျွန်တော်အချိန် site တစ်ခုကျွန်တော်ထပ်ပြပေးမယ်နော်နောက်ထပ်အချိန် site တစ်ခုကျွန်တော်ထပ်ပြပေးမယ်ဆိုတော့နောက်ထပ်အချိန် site တစ်ခုကခဏလေးနော်တစ်ချက်ကြည့်ပေးမယ်နော်ကျွန်တော်တို့ဒီနှစ်နဲ့ဒီခွန်နဲ့နှလုံးပေါင်းခြင်း6ပါဝါ4 6လေးချင်းဒီမှာ4ပေးတယ်ဒီခွန်နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီ2ရဲ့ပါဝါခွန်2ခွန်ချင်းဒီမှာခွန်ပေးတယ်ဒီ9နဲ့ဒီ9နှလုံးပေါင်းခြင်း3ညပါဝါ9ကဒီမှာ50လို့ဆင်းတယ်မနက်ဖက်မှာဆိုရင်ဒီ9နဲ့3ညနဲ့နှလုံးပေါင်းခြင်းရတယ်9အဲ့တော့9 3ညအချိန်တစ်ဆိုင်နော်အဲ့တော့မနက်ဖြန်မှာအချင်းဆိုင်နဲ့ဆိုင်1 4ကအပိတ်ဆိုတော့ကျွန်တော်တို့ကတူထုတ်မယ်ဆိုရင်5 1 5 4 3 1 3 4ပြီးရင်ဒီမှာဆိုရင်1 6အချိန်နဲ့ဆိုရင်1 1 1 4 6 1 6 4ဒါဒီမနက်ပိုင်းအတွက်နော်ဒါမနက်ပိုင်းအတွက်အလုံးပေါင်းမှာကျွန်တော်တို့ဘယ်နှကွက်ရှိမလဲ10ကွက်ပဲရှိမယ်ဟုတ်ပြီနော်9 3ညအချိန်ရယ်1 6အချိန်ရယ်1 4အပိတ်ကိုကျွန်တော်တွဲပေးလိုက်တယ်9 1 5 4 3ည1 3ည4 1 1 1 4 6 1 6 4ဒါကမနက်ပိုင်းအတွက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တပတ်စာရွက်လေးကိုကျွန်တော်ပြမယ်ဟုတ်ပြီနော်ဒီအချိန်ဆိုင်လေးကိုရမယ်နော်ဒီမှာကကျွန်တော်3နော်8မဟုတ်ဘူးကျွန်တော်ခုန8ထင်လို့ကျွန်တော်ပြတ်တယ်ထင်တာ3ဟုတ်ပြီနော်အဲ့တော့လုံးဝပြတ်ပင်မရှိဘူးအပိတ်လိုင်းကလည်းပြတ်ပင်မရှိဒီကောင်ကလည်းပေးတန်လေးကမစိုးကောင်းတဲ့အတွက်9 3ည1 6ကို1 4အပိတ်ကတ်လိုက်တဲ့သဘောပဲနော်9 1 5 4 3ည1 3ည1 1 1 4 6 1 6 4ဟုတ်ပြီနော်အဲ့တော့ဒါမနက်စာပေါ့နော်ဒါကမနက်ပိုင်းတည်တယ်ဒါကကျွန်တော်တပတ်စာပါနော်တပတ်စာရွက်မှာကျွန်တော်ဥမကျော်ပတ်သီးအနေနဲ့ကျွန်တော်ရွေးပေးရရင်အကုန်လုံးကတော့ကျွန်တော်ဥမကျော်ဒီ3လုံးဒီဥမကျော်ပတ်သီး358နော်358ဒီဥမကျော်ပတ်သီးအခွေထဲမှာဆိုရင်ကျွန်တော်ဒီအခွေကိုကြိုက်တယ်ဒီအခွေကိုကြိုက်တယ် B နဲ့ D ကိုကြိုက်တယ်နော်ပြီးမှကျွန်တော်အောက်မှာ3လုံးခွေလေးတော့ထည့်ပေးထားတယ်မွေးကွက်တစ်ပတ်စာမွေးကွက်ဆို10 2 4 3 4 90 2 6 3 9 8 4 8 9နော်တစ်ပတ်စာပရိတ်ဆိုရင်1 3ညပရိတ် site တစ်ခုရှိမယ်1 3ညပရိတ်ဆိုရင်1ပရိတ်ဆို5 6နဲ့10 3ညပရိတ်ဆို4 6နဲ့2 8ပြီးနောက်ပရိတ် site တစ်ခုက6 9ပရိတ်9ခွန်60 6 3 5 4ဒီပရိတ်တစ်စုံစီကထွက်ကိုထွက်မယ်ကျင်းစီပေါက်ထွက်မယ်နော်ဟို1 3ညပရိတ်ဆို1ပရိတ်ထွက်မယ်ဒါမှမဟုတ်3ညပရိတ်ထွက်မယ်ဟုတ်ပြီနော်ဒီ6 9ပရိတ်ဆိုရင်6ပရိတ်ထွက်မယ်9ပရိတ်ထွက်နှစ်ခုလုံးနဲ့ထွက်ကောင်းထွက်နိုင်တယ်အဲ့တော့3လုံးခွေစားဘာရမလဲဆိုတော့190ဥပခွေပေါ့နော်3လုံးခွေအဲ့တော့ကျွန်တော်ပေးတာများတယ်လို့မဟုတ်ကျွန်တော် channel ကိုကြည့်တဲ့သူတိုင်းသိတယ်မိတ်ဆွေတို့ကဒီထက်ကိုကြိုက်တဲ့ဟာယုံကြည်ရတခုကိုပဲလိုက်ဟုတ်ပြီနော်ယုံကြည်ရတခုပဲလိုက်ပါဗျာမများပါနဲ့
အခွေတဲ့ဒီခွေကြံ့ဒီခွေပဲလိုက်ဒီခွေကြံ့ဒီခွေပဲလိုက်မွေးခွက်ဆိုတော့နှစ်ခုလုံးလိုက်တဲ့နဲ့နှစ်ခုပေါင်းမှရှစ်ခွက်ပဲရှိတာလေနော်အဲ့ဒါကြောင့်မို့လို့ကပတ်တိတဲ့ဆိုလို့မိတ်ဆွေတို့ကျွန်တော်ဒီမှာအပေါ်ဆုံးပတ်တိ358ပတ်တိ3လုံးဒီဟူးမကျော်တော့မှထွက်မယ်လို့ကျွန်တော်ခံမှန်းထားတယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့ကျွန်တော်တပတ်စာစာရွက်ပါကျွန်တော်မိတ်ဆွေများစကွန်ရယူခြင်းဆိုယူထားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်နေတိုက်ကိုကျွန်တော်ပေးမယ်မနက်ဖြန်နေတိုက်ဆိုရင်ဒီမှာပါနော်နေကုန်ပတ်တိကကျွန်တော်9ပတ်တိနေကုန်လုံးမှ9လုံးပဲနေကုန်ပတ်တိက2 4ပတ်တိကီးခွေက1နဲ့6ခွန်ကီးခွေဒီကီးခွေကနေဆိုကျွန်တော်ကြိုက်တာက1ခွန်နဲ့2 6ကိုကြိုက်တယ်ဟုတ်ပြီနော်1ခွန်နဲ့2 6ကြိုက်တယ်နေကုန်ထိုးဝက်ဆို2 1 2 2 2 6 2ခွန်4နဲ့ဆိုရင်4 1 4နဲ့4 6 4ခွန်အဲ့တော့မနက်ဖြန်နေကုန် break က3ည6ခွန်9 break အဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်3ည6ခွန်9 break ရှိလာဆိုဒီမှာ9 break ရှိတယ်3ည6ခွန်9မရှိဘူးနော်ဒီမှာဆိုရင်3ညဒီမှာ6 break ရှိမယ်3ည break ရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေကုန်ထွက်ဆိုဒီ3ခွက်လေးကိုတော့နည်းနည်းကစားသင့်တယ်ဘလို့ထင်တာပေါ့နော်ပို့ပြီးတော့ကစားသင့်တယ်လို့ထင်တယ်အဲ့တော့ပြီးခဲ့တဲ့ဘက်ကထွက်ထိုက်ကဒီမှာကမနက်ပိုင်းကတောက်ကြနေထွက်တာ9 break ဒီမှာကညနေက3 break မနက်ည break နှစ်ခက်ဖြစ်နေလို့9ရက်ပါဝါတီ3ည3ရက်ပါဝါတီ8အဲ့9 3ည3 8အခွေ3ရက်အတွင်းထွက်မယ်ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်တော့ကျွန်တော်ပါမရောဆိုရင်20 29 28 40 49 48ပါနော်နေကုန်နှစ်ကွက်ကောင်းဆိုရင်20နဲ့40နေကုန်တစ်ကွက်ကောင်းဆိုတော့29ဟုတ်ပြီနော်အဲ့တော့တနင်္လာအင်္ဂါ2ရက်တွင်မှာ93ညပတ်တိတိထားပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တစ်ပတ်စာခံမှချက်ဆုံးအပူးလာမယ်မနက်ညတောက်ကြနေမှာမနက်ညပါဝါချထားတဲ့ကြောင့်အပူး100ရာခိုင်နှုန်းလာမယ်ညီကိုလာမယ်10ပြည့်လာမယ်ဒီကောင်းလေးဒီလုံးဝသေးချပေါက်လာမယ်ဟာလေဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေများအဆင်ပြေသလိုရှုသုံးပါဒါကတော့မနက်ဖြန်တော့ကျွန်တော်ရဲ့နေတိုက်ပါဟုတ်ပြီနော်ဒါမနက်ဖြန်တော့ကျွန်တော်ရဲ့နေတိုက်ပါဟုတ်ပြီနော်အဲ့တော့ဒီမှာဒါကတော့တစ်ပတ်စာပါနော်ဒါကတော့တစ်ပတ်စာစာရွက်ပါနော်ဒါကတစ်ပတ်စာစာရွက်ဒါကကျွန်တော်မနက်ဖြန်မနက်ပိုင်းအတွက်တည်တံ့ထုတ်ထားတဲ့ရှစ်ကွက်ပါနော်ကဲအဲ့တော့အားလုံးစားကြပါစီဗျာနော်ကျွန်တော်မနက်ဖြန်ညဆိုတော့ကျွန်တော် channel လိုက်တွန်းလို့ရှားပြီးထင်ပါတယ်ဗျာနော်ကဲအဲ့တော့အားလုံးကျေးဇူးပါဗျာ